hello အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါကျမရဲ့ menu base ကနေကြိုဆိုလိုက်တယ်ပေါ့နော်ကျမကတော့ menu ဖြစ်တယ်ပေါ့နော်ကျမကနာမည်ကတော့မြနေဦးဒါပေမဲ့တော့အခုပေါ့ဒီ page နာမည်ကတော့ menu ဖြစ်ပါတယ်ဒါကတော့ကျမရဲ့ page ကပေါ့နော်ဒီနေ့one ပေါ့နော် follower တရားပြည့်လို့ဆိုပြီးတော့ live ပထမဆုံး live လွှင့်လို့ရတယ်ပေါ့နော် like လေးဖြစ်ပါတယ်by the way ကျမကတော့မြနေဦးဖြစ်တယ်အခုလောလောဆယ်ပေါ့နော်စင်ကာပူနိုင်ငံမှာအချိန်ကြီးလုံနေလောက်ကန်နေတဲ့ဝန်ထမ်းတယောက်ပါဒါအခုလိုမျိုးစကားလာပြောတဲ့အကြောင်းအရာလေးကတော့ပေါ့နော်ဒါကျမဒီနေ့ကျမပေါ့နော်ပို့ဖို့လည်းမိတ်ဆက်ပေးပြီးဆိုတော့ပေါ့နော်ဒါကျမဒီပေါ့နော်အခုလိုမျိုးစကားလာပြောတဲ့အကြောင်းအရာလေးကိုဆက်လက်ပြီးတော့မျှဝေပေးသွားမယ်ပေါ့နော်ကျမကဆိုလို့ရှိရင်ညနေဦးဖြစ်တယ်အခုလိုလိုစင်ကာပူနိုင်ငံမှာပေါ့နော် Fresh Processing Supplier Company မှာပေါ့နော်အချိန်ကြီးလုံနေလောက်ကန်နေတဲ့ဝန်ထမ်းတယောက်စကားလာပြောတဲ့အကြောင်းအရာလေးကတော့ကျမတို့ပေါ့နော်business owner တွေကိုယ့်ရဲ့ base မှာရ90အနေနဲ့ဒီ challenge ခေါ်လာကြတာပေါ့နော် business လုပ်ငန်းတွေကပါလိလဲဆိုလို့ရှိရင်ပေါ့နော်အချိန်ပိုင်းလုပ်နေတဲ့ဝန်ရလုပ်ကိုင်လို့ရတဲ့ digital business စီးပွားရေးလုပ်ငန်းလေးဖြစ်တယ် digital business စီးပွားရေးလုပ်ငန်းကကျမက2023ခုတွေ့ရှိခဲ့တဲ့နှစ်လကြာမှာပေါ့နော်ကျမရဲ့ mentor ရဲ့ base မှာကျမနာမည်နဲ့ image tab ပြီးတော့ပေါ့နော် free webinar အောင်ရရှိခဲ့တယ်ပေါ့နော်အဲ့ဒီအကြောင်းလေးနဲ့ပတ်သက်ပြီးတော့အခုလိုမျိုးစကားလာပြောရခြင်းဖြစ်ပါတယ်အားလုံးပဲ welcome ပါကျမရဲ့ base ကနေကြိုဆိုလိုက်တယ်ပေါ့နော်အားလုံးပဲမင်္ဂလာပါမင်္ဂလာပါလို့နှုတ်ဆက်ပေးရစေလိုက်ကြတာပထမဆုံးဆိုတော့ပေါ့နော်ဒါအိမ်ရောက်ချင်းမှာပဲဒါခန်းထဲမှာပဲပေါ့နော်ဒါကိုယ့်ရဲ့အိမ်မှာရောက်လာပြီဆိုတော့အေးစစ်စစ်ပဲစကားပြောလို့ရပြီပေါ့နော်ဒါကျမရဲ့ original ပေါ့နော်အဖမပါဘူးအခုလိုမျိုးစကားပြောတဲ့အကြောင်းအရာလေးကတော့ကျမတို့ပေါ့နော်ဒါ business owner တွေကိုယ့်ရဲ့ base မှာရက်90အနေနဲ့ဒီ challenge ခေါ်လာကြတာပေါ့နော်ဒီနေ့ဆိုလို့ရှိရင်ကျမကဒီ88ကိုရောက်ရှိလို့လာပြီပေါ့နော်အဲ့ဒီကောင်စလေးနဲ့ပတ်သက်ပြီးတော့ကျမအနေနဲ့ထပ်ပြီးတော့မျှဝေပေးသွားမယ်ဆက်လက်ပြီးတော့နောက်ထောင်ပေးသွားပါဦးကျမကဒီလုပ်ငန်းကိုပေါ့နော်2023ကတွေ့ရှိခဲ့တဲ့နှစ်လအကြာမှာ US ဒေါ်လာ149ကျပ်ပေးပြီးတော့ပေါ့နော်ကျမကပေါ့နော်နောက်တစ်ဆင့်ကိုထပ်တက်ခဲ့တယ်23ဇူလိုင်2025မှာပေါ့နော်ကျမက Successfully Business Owner တယောက်ဖြစ်သွားခဲ့တယ်အဲ့ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါကျမတို့တွေကိုယ့်ရဲ့ base မှာပေါ့နော်ရက်90 challenge ခေါ်လာကြတာဒီနေ့ဆိုလို့ရှိရင်ကျမကဒီ88ကိုရောက်ရှိလို့လာပြီပေါ့နော်ကျမကဒီလုပ်ငန်းကိုဝင်ရောက်ခဲ့ရတဲ့အကြောင်းအရာလေးကတော့ပေါ့နော်ကျမအနေနဲ့ပြောရမယ်ဆိုရင်ကျမက financial free time ပေါ့နော်သူများလုပ်ကိုလုပ်ကင်လာတာဒီပေါ့နော်ဒါအခုဆိုလို့ရှိရင်အခုချိန်ထိပေါ့နော်ဒီလုပ်ငန်းကိုလုပ်ကင်လာတာအခုချိန်ထိကျမကအဲ့ဒါကြောင့်မို့လို့ပေါ့နော်သူများရဲ့လက်အောက်ကိုမလုပ်ချင်တော့ဘူးကိုယ်ပိုင်လုပ်ငန်းနဲ့ပေါ့နော်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလေးကိုတည်ထောင်ခြင်းနဲ့ပေါ့နော်ကျမကဟိုရင်တော့လည်းကျမအိမ်မက်တစ်ခုရှိခဲ့တယ်ပေါ့နော်အသက်30ပြည့်လို့ရှင်ပေါ့နော်ကိုယ်ပိုင်လုပ်ငန်းနဲ့ရည်တည်ခြင်းနဲ့ပြီးတော့ပေါ့နော်ကိုယ့်ရဲ့တက်နိုင်စွမ်းပေါ့နော်ညအားနဲ့ပေါ့နော်အလုပ်လုပ်ဖို့အတွက်ကျမမှာစိတ်ကူးတစ်ခုရှိခဲ့တယ်ပေါ့နော်ပြီးတော့ကျမအခုအမျိုးပေါ့လေ့လာရင်းနဲ့ဒီ digital business